တောမုတ်ဆူနင်းကျင်းစာတော်ကြီးမြန်မာနိုင်ငံတောင်တဲ့အနီးရွာလေးတစ်ရွာမှာလူကြီးအမြဲကြောက်ရွံ့နေကြတဲ့တောကြီးတစ်ခုရှိတယ်။အဲ့ဒီတောကိုမုတ်ဆိုးတောလို့ခေါ်ကြတယ်။တောထဲမှာမုတ်ဆိုးကြီးတစ်ယောက်နေထိုင်ခဲ့လို့ပဲ။မုတ်ဆိုးကြီးနာမည်ကတာမန်မဟုတ်ဘူး။သူ့ကိုလူတွေတောမုတ်ဆိုးလို့ပဲခေါ်ကြတယ်။သူဟာအလွန်တော်တဲ့သားလောင်းပစ်သူတစ်တော်ထဲမှာလမ်းမပြောက်သူ။ဒါပေမဲ့သူ့စိတ်နှလုံးကတော့ရက်ဆက်လွန်းတယ်။အစားအစာလူအလို့တတ်တာမဟုတ်ဘူးအပျော်အကက်တတ်တယ်တားငယ်လေးတွေပါမလွတ်ဘူးရွာသားတွေကတားမြစ်ကြပေမဲ့သူမနာထောင်ဘူးတနေ့မှာတော့မိုးကင်မဲတွေဖုံးလွှဲနေတဲ့နေ့တနေ့မုတ်ဆိုးဟာတောအနက်ထဲပိုမိုနှက်ဆိုင်စွာဝင်သွားတယ်အဲ့ဒီနေရာကိုရှေးလူကြီးတွေမဝင်ရရဲ့နေရာလို့တတိပေးထားကြတယ်တောအနက်ထဲမှာတစ်ပင်ကြီးတစ်ပင်ရှိတယ်အဲ့ဒီတစ်ပင်အောက်မှာအဖြူရောင်အင်ကြီးဝတ်ထားတဲ့အဖိုးကြီးတစ်ယောက်ထိုင်နေတယ်မျက်နာကတီငိနေမုတ်ဆိုးကသူ့ကိုမတိမတာကြည့်ပြီးဒီအဖိုးကိုလည်းကြောက်စရာမရှိဘူးလို့စိတ်ထဲထင်တယ်တော်ထဲမှာအလွန်ရက်ဆက်နေတဲ့မုတ်ဆိုးတစ်ယောက်ရှိတယ်လို့ကြားတယ်လို့အဖိုးကမေးတယ်မုတ်ဆိုးကရည်ပြီးဟုတ်တယ်အဲ့ဒါငါပဲလို့ပြန်တယ်အဖိုးကမျက်လုံးနဲ့ကြည့်ပြီးတက်ရှိတွေကိုအကျဉ်းနာမေ့တတ်နေတဲ့သူဟာတောရဲ့အမျက်ကိုခံရလိမ့်မယ်လို့ပြောတယ်မုတ်ဆိုးကစကားကိုမနာထောင်ပဲအဲ့ဒီတစ်ပင်အပေါ်မှာနားနေတဲ့ငှက်ကြီးတစ်ကောင်ကိုပြစ်ချလိုက်တယ်။အဲ့ဒီခဏမှာပဲလေပြင်းတိုက်တယ်။မိုးကြီးရွာတယ်။တစ်ပင်တွေလှုပ်ခတ်တယ်။တောကြီးကအသက်ရှင်နေသလိုခံစားရတယ်။မုတ်ဆိုးပြေးထွက်ခြင်းပေမဲ့လမ်းတွေမတူတော့ဘူး။ဘယ်လမ်းကဝင်ခဲ့တယ်လဲမသိတော့ဘူး။နေ့ရက်တွေလွန်သွားတယ်။အစားအစာမရှိရေမရှိ။သူတတ်တဲ့တရိษံတွေအတန်းတွေကိုကြားရသလိုဖြစ်တယ်။ညမိုးချမ်းတဲ့ညတညမှာသူအယမ်းကြောက်တယ်။အရင်က तू မကြောက်ဘူးတဲ့သူအခုတော့လေတိုက်တန်တောင်ကြောက်တယ်အဲ့ဒီညမှာအဖိုးကြီးအတန်ထက်ကြရတယ်ရက်ဆက်မှုကကိုပြန်လိုက်တတ်တယ်မနက်မိုးလင်းချိန်မှာမုတ်ဆိုးကိုမတွေ့တော့ဘူးလူတွေပြောကြတာက तू ဟာတောရဲ့ကျင်းစာခန်းရပြီးတောထဲမှာပဲပျောက်ကွယ်သွားတယ်လို့ပဲအဲ့ဒီနောက်ပိုင်းမုတ်ဆိုးတောထဲမှာတရိษံအတန်တွေပြန်လဲပေါ်များလာတယ်တောကြီးပြန်လဲအသက်ရှင်လာတယ်လို့ဖြစ်လာတယ်ရွာသားတွေကသားသမီးတွေကိုတင်ကြားကြတယ်တောကိုချစ်ပါတက်ရှိအားလုံးကိုအကျဉ်းနာထားပါမလိုအပ်ပဲရက်ဆက်မလုပ်ပါနဲ့မိုးရွာတဲ့ညတွေမှာတော့တောထဲကနေတူးတူးအတန်တန်ကြားရတတ်သေးတယ်လမ်းပြောက်သွားတဲ့မုတ်ဆိုးရဲ့အနာဂတ်ကိုတတိပေးနေသလိုပဲသင်ငန်းစာတဘာဝကိုထိခိုက်စေသူတက်ရှိများကိုအကျဉ်းနာမေ့သူဟာနောက်ဆုံးမှာကိုယ်တိုင်အကျိုးဆက်ကိုခံစားရမည်ကောင်းမှုသာအမြဲတမ်းအောင်မြင်နိုင်သည်